ကဲဟုတ်ပြီနော်တို့ကအဲ့ဒါဆိုရင်ပတန်လေးရတို့ကဒီအနေထားလေးရသွားပြီဒီအနေထားလေးရသွားပြီဆိုရင်တို့တွေထောက်တွေဘယ်လိုကစားမယ်အဲ့ဒီအမှာဘာလဲဆိုတော့ထောက်တွေက तू ကထောက်နဲ့ play test လေးတွေလုပ်ထားတာကလေဒီရင်ရဲ့အောက်ကပဲပေါ့နော်ဒီအပေါ်လုံးက तू ကပွားခြင်းဖွာရောင်ခြင်းမရှိဘူးအဲ့ဆိုဒီထောက်တွေကိုတိတိကျကျ तू ကကစားထားတာနော်ကဲခုနကတို့တွေကဒီထောက်တွေပိတ်လိုက်တဲ့အတွက်သူ့ရဲ့တန်ဖိုးဒီမှာတွေ့လားဒီနေရာကြီးကခွဲကားပေါ်ကဒါ original ရှိတဲ့အရင်ထောက်နော်ကဲအဲ့ဒါဆိုရင်အဲ့ထောက်တွေတို့ဘယ်လိုကစားမလဲပို့ပြီးနားလေဝါအောင်လို့တို့ကနော်တစ်ချက်ပေါ့နော်ဒီဟာပါညှက်ထုတ်လိုက်မယ်နော်တစ်ချက်လေးဒီမှာကြည့်ထောက်တွေကိုတို့ညှက်ထုတ်လိုက်မယ်ကဲဟုတ်ပြီဒါဆိုရင်ဒီထောက်တွေကိုနော်ညှက်ထုတ်လိုက်ပြီညှက်ထုတ်လိုက်ပြီဆိုရင်တို့ရဲ့အရင်ရှိတဲ့ခါထောက်ရဲ့ဒီထောက်တွေကိုပိတ်တဲ့တန်ဖိုးရင်နဲ့သူကကားသွားပြီအဲ့ဒါဆိုရင်ခုနကပြောတာလေနော်သူ့ရဲ့ထူးခြားချက်ကဒီအပေါ်ပိုင်းကိုလုံးဝမပွားပဲနဲ့ဒီအောက်မှာပဲချက်ရက်လေးနဲ့ play test အတွန်လေးတွေလောက်သွားတာပေါ့နော်ကဲအဲ့ဒါဆိုရင်တို့တွေကခုနကတို့သတ်မှတ်ထားတာဒီနေရာကိုဘာဖြစ်လဲဒီနေရာ PP နော်ဒီနေရာရဲ့ဒီဘက်ကိုဒီမှာကြည့်မယ်2.5 เนาะဒီမှာဒီကနေဒီဘက်ကို2.5လိုက်တို့တွေရွှေ့လိုက်တယ်စောင်းလေးเนาะဒါ2.5ဟိုဒီမှာကဏ္ဍန်းလေးရှုပ်သွားမှာဆိုလို့เนาะဘယ်လောက်လဲ2.5အဲ့ဒီအတိုင်းလေးပဲတို့အောက်ဒီမှာကြည့်ဓာတ်တွေကိုနေရာရွှေ့တော့မှာเนาะဒီမှာကြည့်တက်လေးဆွဲလိုက်မယ်အဲ့ဒီဘက်ကိုလှုပ်တယ်လို့ပဲတို့ဒီဘက်ကိုလည်းဒီဘက်ကိုဘယ်လောက်လဲစောင်းလေးမကြည့်2.5ဒီနေရာတွေ့လားဒီလိုလေးဆွဲမယ်ဆွဲပြီးသူနဲ့လိုက်ရောညီထွေဒီဟာလေးတွေဆွဲလိုက်မယ်နော်အဲ့ဆိုသူကဒီထိတ်ဒီ PP ထိတ်ဒီထိတ်လေးတွေရသွားမယ်အဲ့ဒါဆိုရင်ပြီးတော့မှတို့ကဘာလဲဆိုတော့အဲ့ဒါဆိုရင်တို့တွေကဘယ်လိုလေးညံ့မလဲဆိုတော့ခုနပြောတာဒါဒီထိတ်လေးရဲ့ဒီ PP ထိတ်ရဲ့ဒီထိတ်2.5ရှိတဲ့ထိတ်လေးတွေရဲ့အဓိကပေါ့နော်ခဏမှတ်ထားပြီးမယ်အဲ့ဒါဆိုရင်တို့တွေကဒီမှာကြည့်နော်ဒီဘက်ကိုဒီလိုလေးတွားမယ်ပြီးရင်မကြည့်ဒီဘက်ထိတ်ကို PP မှာဒီလိုလေးတွားပြီးတော့ခွဲမယ်နော်ပြီးရင်ဒီဘက်လည်းအိတ်တိုင်းမယ်ဒီလိုလေးညှက်မယ်ညှက်ပြီးတော့ဒီဘက်ကတောက်ကလည်းဒီဘက်ကိုဘာဖြစ်လဲ PP ကိုနော်အဲ့လိုလေးတက်ညှက်မယ်ပြီးတော့မှတို့ကအဲ့ဒါကိုတောက်ကစားမှာလေနော်ဒီလိုလေးတွေကစားမှာနော်ဒီလိုမျိုးလေးတွေကစားမှာကဲအဲ့ဒါဆိုရင်ဒီတောက်လေးတွေဘယ်လိုယူမလဲဆိုတာတစ်ချက်လေးလိုက်ကြည့်ပြမယ်နော်ကဲဟုတ်ပြီနော်တို့ကအဲ့ဒါဆိုရင်ခုနကခွဲလိုက်တာဟိုဒီပုံစံလေးတွေရပါတယ်တွေ့လားအဲ့ဒီခွဲကားလေးကိုတို့ကဒီမှာစာရွက်တွက်ယူလိုက်တယ်နော်ပတ်တန်ဒီမညစ်ပတ်အောင်အတွက်စာရွက်တွက်ယူပြီးတော့တို့တွေကဘာလုပ်လဲဆိုတော့ခုနကဒါ PP ထိတ်မှာပြုတ်သွားတာနော်ဒီတိုင်းလေးထားမယ်ထားပြီးတော့သူ့ကိုဒီနားမှာလိုက်ရောညီထွေလေးတို့တွေကကားမယ်နော်ဒီမှာဒီတခါဒီတရားကိုလည်းဒီဘက်ကိုညီမြလေးပေါ့နော်ဒီမှာကားလိုက်တာဒါပေမဲ့တို့တွေကဒီစာရွက်ကိုပြန်ဖြတ်မှာဖြစ်တဲ့အတွက်တိတ်မကတ်ဘူးနော်ဒီမှာကြည့်ပင်အလေးကတ်ထားလိုက်မယ်နော်ဒီအကားကိုတို့ကဗာလဲလိုက်ရောညီထွေလေးကားလိုက်တာနော်ဒီမှာညီလေးကားလိုက်တာနော်ပြီးတော့မှဒီထောက်တွေကိုတို့ရွှေ့မှာနော်အဲ့ဆိုရင်တို့တွေကပြန်ပြီးတော့ဖြုတ်မှာဖြစ်တဲ့အတွက်ပင်အလေးပဲထိုးထားလိုက်တယ်နော်ဒီပုံစံလေးဖြစ်သွားတယ်နော်ဒီပုံစံလေးဖြစ်ပြီးဆိုတို့ကပုံမှာပြထားတဲ့အတိုင်းဆိုရင်တို့တွေကလေပုံမှာပြထားတဲ့အတိုင်းဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ဒီဘက်မှာပေါ့နော်ဒီအလဲစစ်တာမြင်းရနေပြီးတော့ဒီနေ့မှာဓာတ်တွေကထိုးထားတဲ့အတွက်ဒီဘက်ကိုဓာတ်တွေကိုပြောင်းမှာနော်အရင်ရှိတဲ့ဟာဘက်ကိုအရင်ရှိတဲ့ဟာတဲ့ဓာတ်တွေကိုကစားပြီးပြောင်းရမှာတွေ့လားသူကဒီဘက်မှာလုံးဝပွားတာတို့ပြုတ်တာတို့မရှိဘဲနဲ့ LOV အောက်ကနေပြီးတော့ပဲဓာတ်တွေကိုကစားသွားတဲ့အတွက်ဒီအင်ကြီးလေးကတကယ်ချုပ်ဝင်ရင်ကတ်ချက်တာပေါ့နော်အပေါ်ပိုင်းကိုပွားတာတို့ဘာလို့မရှိဘူးအဲ့တော့ဒီဓာတ်ကိုဘယ်လိုကစားလဲဆိုတော့ချက်ပြပေးမယ်နော်ကဲအဲ့ဒါဆိုရင်တို့ကခုနကတို့မှတ်ထားတယ်လေဒီ2.5အမှတ် BP အမှတ်ဒီ2.5အမှတ်เนาะကဲအဲ့ဒါဆိုရင်တို့တွေကဒီ2.5အမှတ်နေပြီးတော့တို့ကအလဲစစ်တာမြင်တွေ့လားဒီဘက်ကိုမြင်းချောင်းတစ်ချောင်းထိုးလိုက်မယ်ဓာတ်တွေကိုပြောင်းပါเนาะကြည်တာဒီမှာကြည့်ဒီလိုမြင်းချောင်းတစ်ချောင်းထိုးလိုက်မယ်ထိုးပြီးတော့တို့ကဒီဘက်ကိုဒါဓာတ်တောက်ယူလိုက်မယ်တွေ့ရနော်ဒါဓာတ်တောက်ယူလိုက်မယ်ကဲတို့တွေကဒီအောင်ဓာတ်တောက်ယူလိုက်တော့ဒီခါရဲ့တန်ဖိုးဒါဘယ်လောက်ရှိလဲပြန်တိုင်းမယ်ဒီပတန်ရဲ့ဒီအောက်ခါရဲ့တန်ဖိုးကိုဘယ်လောက်ရှိလဲပြန်တိုင်းမယ်တို့တိုင်းလိုက်တဲ့အချိန်က तू ကဘယ်လောက်ရှိလဲဆိုတော့5 cm ရှိတယ်အဲ့ဒါဒီကနေဒီကိုတို့တွေဒီမှာကြည့်5 cm ပြန်တိုင်းမယ်ဒီမှာရှိတယ်တွေ့လားဒါဆိုရင်သူ့ရဲ့ခါတန်ဖိုးကိုတို့ကပြန်ယူလိုက်တယ်နော်မှတ်ထားနော်ဒီမှာတွေ့လားဒါခါတန်ဖိုးနော်သိအောင်လို့ဒါထောက်ကဲအဲ့ဒါပြီးရင်ဒါဆိုရင်ဒီကနေဒီကိုဒါတစ်ထောက်နော်ဒါခါတန်ဖိုး
ပြီးသွားပြီခတ်တံမိုးပြီးသွားပြီဆိုရင်တို့တွေကဒီမှာ BP နော် BP ကနေပြီးတော့ဒီခုနောက်ခါတံမိုးဆုံးခဲ့တဲ့နေရာကိုတောက်ပြန်ထိုးမယ်တွေ့လားထိုးပြီးရင်သူ့ရဲ့ဒီဘက်ကိုတို့ကပြန်ယူမယ်ဒီပတန်ရဲ့ဒီခါနော်အဲ့ဒီတံမိုးကိုပြန်ယူမယ်ဒီမှာကြည့်အဲ့ဒီအစုံလေးပဲတို့ကဒါပါလေဒါထောက်ပြန်ယူတာနော်ထောက်ဆိုရင်ဒီပတန်ရဲ့ခါတံမိုးကိုဒီနေရာလေးရဲ့ခါတံမိုးကိုတို့ကပြန်တိုင်းရမယ်သူကဘယ်လောက်ရှိလဲဆိုတော့ဟိုနေ3ရှိတယ်ဒါဆိုဒီကနေဒီကို3ပြန်တိုင်းမယ်နော်ဒီကနေဒီကိုဒီမှာ3ဒါကပါလေခါနော်ဒါဒီလိုလေးပဲသတ်မှတ်မယ်နော်ခါပြီးရင်တို့ကဒီ 2.5 ဆိုတဲ့ဒီအမှတ်လေးတစ်မှတ်ထောက်ပြန်လာအောင်မယ်တို့ကအဲ့ဒီအမှတ်ကိုဘယ်လိုဖြတ်မှာလဲဆိုတော့တစ်ချက်ကြည့်မယ်နော်ဒီကနေပြီးတော့ဒီ 2.5 အဲ့တော့တို့ကပါလဲဆိုတော့ဒီ 2.5 အမှတ်နဲ့ဒီခါဆုံးတဲ့အမှတ်လေးကိုတခါလေးတို့တွေဒီလိုဆွဲလိုက်မယ်နော်ချက်ကြည့်မယ်ဒီကနေပြီးတော့နော်ဟို 4cm ကိုဒီတို့တွေ level လောက်တော့က 4cm ဒီဂျိုင်းတစ်ဝက်မှတ်ခဲ့တဲ့ဒီအမှတ်လေးနဲ့တခါလေးဆွဲလိုက်မယ်နော်အဲ့ဆိုရင်တို့တွေကသူ့နဲ့ထိတဲ့အမှတ်လေးပေါ့နော်နည်းနည်းလေးလွဲချော်သွားလဲဘာမှမဖြစ်ဘူးနော်ဒီမှာကြည့်ဒီ 2.5 ကိုဖြတ်တဲ့အမှတ်ဆိုရင်ရပြီတွေ့လားနော်ပြီးတော့ဒိုးတွေကလည်းအဲ့ဒီမှာထောက်တစ်ခါပြန်ထိုးမယ်နော်ဘယ်ထောက်လဲဆိုတော့ဒီလိုထိုးပြီးတော့ဒီနာထောက်ဒီထိနော်ဒီပတန်ရဲ့အစုံပေါ့နော်ဒီမှာတွေ့လားနော်ဒီပတန်ရဲ့အစုံဒီနေရာလေးကိုဒီကနေထောက်ပြန်ထိုးမယ်တစ်ချက်ကြည့်မယ်နော်ဒီမှာကြည့်ထိုးမယ်ကဲဒါဆိုခုနကပြောတဲ့အတိုင်းပဲဒီခါရဲ့တန်မိုးလေးကိုဒိုးတွေကပြန်မှတ်မယ်သူကဘယ်လောက်ရှိလဲသူကလည်း 2.5 ရှိတယ်ကဲအဲ့ဆိုရင်ဒီဘက်မှာကျန်နေတာကလည်း 2.5 တွေ့လားဒီမှာခါနော်အတိအကျသူပြန်ထွက်သွားတယ်နော်အဲ့တော့တို့ကဒါဆိုရင်သူကကြတော့ဘာလဲဆိုတော့တောက်တွေကိုသုံးရတာ1တောက်2တောက်3တောက်နော်ဘာနဲ့သုံးရတာလဲဒီတို့ဒီကနေ 2.5 ရွှေ့တဲ့အမှတ် BP အမှတ်ဒီ 2.5 ရွှေ့တဲ့အမှတ်ကိုပဲရွှေ့သွားတာနော်ကဲအဲ့ဒါဆိုရင်အဲ့ဒါကိုတို့ဘယ်လိုမိတ်တူပြန်ကူးမယ်ဆိုတော့အချက်ကြည့်မယ်ဒီကနေပြီးတော့ဂျိုင်းကိုမိတ်တူပြန်ကူးမယ်ဘေးကိုမိတ်တူပြန်ကူးမယ်နော်ပြီးရင်ခါးတွေကိုမိတ်တူပြန်ကူးမယ်နော်ဒီတိုင်းလေးပဲဝိုက်သွားမယ်နော်ခါးတွေကိုမိတ်တူပြန်ကူးမယ်နော်ပြီးရင်အရှိကိုလည်းတို့ရဒီမှာကြည့်မိတ်တူပြန်ကူးမယ်ပြီးရင်လေပေးနော်အကုန်လုံးကိုဘာဖြစ်လဲမိတ်တူပြန်ကူးမယ်တွေ့လားဒါဆိုမိတ်တူကူးပြီးတို့လိုချင်တာကဘာလဲဆိုတော့ဒီက 2.5 မှတ်ထားတဲ့အမှတ် BP အမှတ် 2.5 အမှတ်အဲ့ဒီအမှတ်လေးတွေလိုချင်တယ်အဲ့ဒါကိုတို့မှတ်လိုက်မယ်ဒီမှာကြည့်မယ်နော်ဒီနေရာမှာဒါတော့နော်အဲ့တော့တို့ကဒီမှာအမှတ်လေးတွေတွေ့တာတို့တွေမှတ်လိုက်မယ်ဒီက BP အမှတ်ကဒီနားမှာတစ်ချက်ကြည့်မယ်နော် BP အမှတ်ဒီမှာ BP အမှတ်လေးတွေနော်ပြီးရင်ဒါ 2.5 အမှတ်နော်တစ်ချက်အဲ့အမှတ်လေးတွေလိုက်မှတ်မယ်တွေ့လားဒီမှာ 2.5 အမှတ်3မှတ်မယ်အဲ့ဒီဟာကိုထောက်ပဲတို့ဆွဲမှာဒါဆိုဒါတို့ချွတ်လို့ရပြီမတွေ့လားဒီပုံစံလေးဖြစ်သွားမယ်နော်အဲ့တော့ထောက်တွေတို့ပြန်ဆွဲမယ်ချက်ကြည့်မယ်နော်ဒီမှာ 2.5 အမှတ်ထောက်ကိုတို့ဒီအလဲစင်တာမြင်းကိုသွားတယ်ဒါထောက်ကြည့်ဒီနေရာထောက်နော်ခါအမှတ်ကျန်တယ်ပြီးရင်ဒါဘာဖြစ်လဲဒါ BP နဲ့ခါအစုံနဲ့နော်ဆွဲခဲ့တဲ့မှတ်ဒါဘာဖြစ်လဲထောက်ပြီးရင်ဒီထောက်နော် 2.5 တောက်ဒီတောက်တွေ့လားနော်တောက်3တောက်ထွက်သွားပြီနော်ပြီးရင်ဒီဟာကိုလည်းချိုင်းကိုတို့တိတိကျကျလေးပြန်ဆွဲမယ်လေဘင်းကိုလည်းပြန်ဆွဲမယ်လက်မနိုင်ပေကွေးကြိုင်နော်ပေကွေးလေးနဲ့ဆွဲရင်တော့ပိုလှတယ်နော်ဒါတောက်တို့ထောက်စားပြီးသားတွေတွေ့လားအဲ့ဒီပုံစံလေးရပါတယ်အဲ့ပုံစံလေးရပြီဆိုရင်တို့ကဒီမှာကြည့်